ချက်သားဘူးသီးချက်လေးရလေဒီချက်နီးလေးရလေအရန်စားကောင်းတာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်အနက်လေးရလေအရန်ဟိုမှာမွေးပြီးတော့ချက်နီးလေးရလေအရန်လွယ်ကူပါတယ်ရှင်အရင်ဆုံးကျက်သွဖြူနီတိတ်ထားတာလေးကိုအရောင်တင်မုံလေးထည့်ပြီးတော့စီတက်ပေးပါတယ်ရှင်စီတက်နဲ့လေးမွေးလာရင်တော့စိမ့်စားငပိအနှဲငယ်လေးကိုပါထည့်ပြီးတော့စီတက်ပေးပါတယ်ဒီဟင်းလေးရလေတောချက်လေးလိုချက်ထားတာမို့လို့ငပိလေးပါရင်ပိုစားကောင်းပါတယ်ရှင်ငပိလေးစီတက်ထားတာမွေးလာရင်တော့ဒီနေရာမှာငန်းပြိုင်လေးပါထည့်ပြီးတခါလေးစီတက်ပေးပါတယ်ရှင်ချက်သွနီလေးတွေခြောက်ပြီးတော့စီတက်နဲ့လေးမွေးလာရင်တော့ဓားပြရိုက်ပြီးထုံးထားတဲ့စပလင်လေးနဲ့စားစနွင်းနဲ့ထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့လုံးပေးလို့ရပါပြီရှင်ဒီနေရာမှာရေလုံးဝမထည့်ပဲနဲ့ချက်သားတွေကထွက်လာတဲ့အရေလေးတွေနဲ့ပဲချက်သားပေါ်ရန်လေးတယောက်ရင်လုံးပေးပါတယ်ရှင်ချက်သားလေးတွေအယောင်ပြောင်းပြီးတော့အသားလေးတင်းလာပြီဆိုရင်ချက်သားလေးတွေမြုပ်တဲ့အထိရင်နွေးလေးထည့်ပြီးတော့တည်ထားပြီးလို့ရပါပြီရှင်ဒီနေရာမှာအရသာအတွက်ကတော့စားနဲ့ချုံမုံနှင်းငယ်ကိုထည့်ထားပါတယ်ရှင်မြန်မာချက်ကိုသုံးထားတာမို့လို့ချက်သားလေးနူးအောင်လို့တရေခါလောက်ချက်ပြီးပြီဆိုရင်တော့အနေတော်နှီးဖြတ်ထားတဲ့ဘူးသီးလေးတွေကိုထည့်လို့ရပါပြီရှင်ဒီနေရာမှာဘူးသီးလေးတွေအနေတော်နူးပြီဆိုရင်တော့အပေါ့ငံမြည်ပြီးတော့မီးဝါးချလို့ရပါပြီရှင်ဘူးသီးလေးတွေအရန်နူးမှမီးဝါးချရင်ပျော့ပြဲသွားတယ်လို့ပါရှင်ပြီးရင်တော့အနံလေးပုံမွေးလာအောင်နည်းနည်းမေးလေးအုပ်ပြီးမှုပေးလိုက်ရင်တော့စပလင်နဲ့လေးနဲ့အရန်ဟိုမှာမွေးကြိုင်တဲ့ချက်ဘူးသီးချက်လေးရပါပြီရှင်ဒီချက်နီးလေးရတယ်တမျိုးစားကောင်းတာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်